အားလုံးပဲမင်္ဂလာပါခင်ဗျမြန်မာ History Channel ကနေကြိုဆိုပါရစေဒီ channel မှာတော့မြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားခဲ့တဲ့ပြည်တွင်းတောင်းကျမ်းမှုသမိုင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အမှန်တရားပေါ်မှာအခြေခံထားတဲ့သတင်းအချက်အလက်များကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဗလိုက်မှုမရှိတဲ့အမြင်နဲ့လူထုအတွက်အသိပညာတိုးတက်စေရန်ရည်ရွယ်ထားပါတယ်အဆုံးထိနားတော်တာဆင်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျ channel ကို like and subscribe လုပ်ပြီးတော့နောက်ဆုံးအခြေအနေများကိုဆက်လက်နားတော်တာဆင်နိုင်ပါတယ်နိုင်ငံရေးအင်အားစုတွေကွဲပြားလာခြင်းမြန်မာနိုင်ငံကိုဗြိတိရှနယ်ချဲတို့ပြန်လည်အုပ်ချုပ်တဲ့အခါမှာဖာစာပါလာကလွတ်လပ်ရေးရရှိရန်အစွမ်းကုန်ကြိုးစားခဲ့ပါတယ်ဖာစာပါလာအဖွဲ့ချုပ်ကနိုင်ငံရေးပါတီပေါင်းစုံပါဝင်တဲ့အဖွဲ့ချုပ်ကြီးဖြစ်ပြီးတော့လွတ်လပ်ရေးကြိုးပမ်းရမှာလဲအင်အားအကောင်ဆုံးဖြစ်ခဲ့ပါတယ်ဖာစာပါလာရဲ့ပွဲဥဒတ်တိုက်ပွဲကတော့စစ်အုပ်ချုပ်ရေးကိုရုပ်သိမ်းရန်ဖြစ်ပါတယ်ဖာစာပါလာရဲ့အပြင်းအထန်အရေးယူဆောင်ရွက်ချက်တွေကြောင့်ဗြိတိရှနယ်ချဲတို့က1945ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာစစ်အုပ်ချုပ်ရေးကိုရုပ်သိမ်းပေးခဲ့ရပါတယ်ဖာစာပါလာရဲ့တပ်မတော်ရပ်တည်ပိုင်ခွင့်တိုက်ပွဲမှာလည်းအတန်အသင့်အောင်မြင်တယ်လို့ဆိုနိုင်ပါတယ်ဗြိတိရှတို့ကမြန်မာတို့ရဲ့လက်နက်ကင်တပ်များကပြန်လည်တော်လှန်မှာကိုများစွာစိုးရိမ်ခဲ့ပါတယ်ဒါကြောင့်ဖျက်သိမ်းနိုင်ရန်အမျိုးမျိုးကြိုးပမ်းခဲ့ကြပါတယ်နေသူတွေညီလာခံကတပ်မတော်ရဲ့အဆိုဆုံးဖြတ်ချက်အရဗြိတိရှတို့ကဂန္ဒီစာချုပ်ကိုချုပ်ဆိုခဲ့ရပြီးတော့တပ်မတော်ရပ်တည်ပိုင်ခွင့်ကိုပေးခဲ့ရပါတယ်ဂန္ဒီစာချုပ်အရတော့တပ်မတော်ကတီးခြားရပ်တည်နိုင်ခွင့်လွတ်လပ်ခွင့်များမရှိဘဲနဲ့အကန့်အသတ်များနဲ့သာရပ်တည်ခဲ့ရတော့လည်းပဲလုံးဝဖျက်သိမ်းခံရမဲ့ဘေးအန္တရာယ်ကနေကင်းဝေးခဲ့ပါတယ်ဗြိတိရှစစ်အုပ်ချုပ်ရေးစနစ်ကမြန်မာနိုင်ငံရေးခေါင်းဆောင်အမြောက်အများရာဇဝတ်မှုများနဲ့ဖမ်းဆီးချုပ်နှောင်ခဲ့လို့ဖာစာပါလာဆိုင်ရာအာဏာပိုင်တို့ကိုပြင်းထန်စွာကန့်ကွက်ရေးဆိုခဲ့တဲ့အတွက်ကြောင့်နိုင်ငံရေးသမားများလွတ်ငြိမ်းချမ်းသာခွင့်ကိုရရှိခဲ့ပါတယ်ဖာစာပါလာအဖွဲ့ကြီးကစစ်ဘေးဒုက္ခသည်ထောက်ပံ့ရေးအဖွဲ့ကို1945ခုနှစ်ဩဂုတ်လ9ရက်နေ့မှာစတင်ဖွဲ့စည်းလှုပ်ရှားခဲ့ရာ1945ခုနှစ်စက်တင်ဘာလ24ရက်နေ့မှာစစ်တောင်းကမ်းခြေအတွက်ငွေ4000ကျပ်တန်ပြူစရက်အလုပ်သမားများအတွက်ငွေ4000ကျပ်တော်လှန်ရေးမှာကြာဆုံးတိုင်ရရခဲ့တဲ့ရဲဘော်များအတွက်ငွေ2900ကျပ်တို့ကိုလှူဒန်းနိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းကြားပြတ်အစိုးရဖွဲ့စည်းရန်အတွက်အစိုးရအာဏာအများပြားကိုဖာစာပါလာကရရှိရန်ကြိုးပမ်းမှုကိုနယ်ချဲအစိုးရကခွင့်မပြုတဲ့အတွက်ကြောင့်အောင်မြင်မှုတော့မရခဲ့ပါဘူးနယ်ချဲအစိုးရရဲ့အလိုတော်ကြီးများသာပါဝင်ခဲ့တဲ့စာပေါ်တွန်းအစိုးရကိုသာအာဏာတချို့ကိုလွှဲပေးခဲ့ပါတယ်ဖာစာပါလာအဖွဲ့ချုပ်ရဲ့ပထမဦးဆုံးပြည်လုံးကျွတ်ညီလာခံတပင်ကြီးကို1946ခုနှစ်ဇန်နဝါရီလ20ရက်နေ့မှာရွှေတကုံစေရီတော်မှာကျင်းပခဲ့ပါတယ်ဆုံးဖြတ်ချက်ကလည်းဒီအတိုင်းဖြစ်ပါတယ်ကကြီးနိုင်ငံရေးခခွေးနိုင်ငံထူထောင်ရေးနဲ့နိုင်ငံသစ်ဖန်ရေးကားငယ်ပြည်သူဝန်ထမ်းလုပ်ငန်းကားကြီးစီးပွားရေးလုပ်ငန်းကားငယ်စိုက်ပျိုးရေးနဲ့တောင်သူလယ်သမားကိစ္စစလုံးစက်မှုလက်မှုနဲ့လုပ်သမားကိစ္စဆုံးဖြတ်ချက်များအကောင့်ထဲပေါ်နိုင်ရေးအတွက်တိုက်ပွဲနီးပရိယာနှစ်သွယ်ကိုချမှတ်ရမှာအောက်ပါတိုင်းဖြစ်ပါတယ်နံပါတ်1ဒီမိုကရေစီအခွင့်အရေးတိုက်ပွဲနံပါတ်2လက်နက်ကင်တိုက်ပွဲဒီမိုကရေစီအခွင့်အရေးများတိုက်ပွဲမှာအနုနီးနဲ့ဆင်နွှဲရန်ဖြစ်ပါတယ်လူထုရဲ့အင်အားနဲ့တောင်းဆိုချက်များကိုတင်ပြရန်အကြမ်းမဖက်တဲ့နီးနဲ့တိုက်ပွဲဝင်ရန်ဖြစ်ပါတယ်ဖာစာပါလာအဖွဲ့ချုပ်ကြီးကအနုနီးနဲ့မရပါကလက်နက်ကင်တိုက်ပွဲကိုဆင်နွှဲရန်ပြင်ဆင်ထားခဲ့ပါတယ်လက်နက်ကင်တိုက်ပွဲအတွက်အဓိကအင်အားစုကတော့တပ်မတော်နဲ့ပြည်သူ့ရဲဘော်အဖွဲ့ချုပ်တို့ပဲဖြစ်ပါတယ်ပထမအဆင့်ခြေလှမ်းကတော့နေချက်လူတော်ကြီးအစိုးရဖြစ်တဲ့စာပေါ်ထွန်းအစိုးရပြုတ်ကျရေးပင်ဖြစ်ပါတယ်ဖာစာပါလာကတပိတ်တွေဆန္ဒပြပွဲတွေကိုဥဆောင်ကျင်းပပြီးတော့လူထုတိုက်ပွဲများဆင်နွှဲခဲ့ပါတယ်ကွန်မြူနစ်ပါတီများတခင်သိန်းဖေနဲ့တခင်တန်းထွန်းခေါင်းဆောင်နဲ့ဗမာပြည်ကွန်မြူနစ်ပါတီနဲ့တခင်စိုးခေါင်းဆောင်နဲ့ဗမာပြည်ကွန်မြူနစ်ပါတီအလန်နီပါတီပေါ့သူတို့ကွဲသွားတဲ့နောက်မှာတော့တခင်တန်းထွန်းကနှစ်ပါတီပြန်လည်ပေါင်းစည်းရေးကိုစိတ်ဝင်စားခဲ့ပါတယ်တခင်တန်းထွန်းကကွန်မြူနစ်ပါတီကအလန်နီပါတီကိုမတရားအသင်းကြီးညာခံထားတဲ့အခါဆန္ဒပြပြီးတော့ကန့်ကွက်ခဲ့ပါတယ်တခင်ဆိုးကိုပြန်လည်ပေါင်းစည်းရန်လဲနားချခဲ့ပါတယ်ဒါပေမဲ့လည်းတခင်ဆိုးတို့လူစုကပြန်ပေါင်းရန်ကိုစိတ်ဝင်စားခဲ့ပါဘူးအချောင်သမားများနဲ့ကင်းရှိရေးလမ်းစဉ်ကိုသာတရက်သေးစုပ်ကင်ထားပြီးတော့စူပူအောင်ကြောမှုကိုဆောင်ရွက်ခဲ့ပါတယ်မတရားအသင်းကြီးညာခံထားတဲ့အခါမှာလဲအလန်နီပါတီကတောခုပြီးတော့မြေအောက်လှုပ်ရှားမှုကိုသာဆောင်ရွက်နိုင်ခဲ့ပါတယ်နိုင်ငံရေးစူပူတောင်းကျမ်းမှုများကိုဆောင်ရွက်နိုင်ခဲ့တော်လဲပဲစစ်ရေးရဗြိတိရှနယ်ချဲတို့ကိုထူးထူးခြားခြားအန်တုတော်လှန်နိုင်ခြင်းတော့မရှိခဲ့ပါဘူးဗမာပြည်ကွန်မြူနစ်ပါတီကဖာစာပါလာမှာပါဝင်နေတော်လဲပဲဖာစာပါလာရဲ့အရေးအထက်
ပါတီရဲ့အရေးကိုသာဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။ဖဆပလပါတီကိုလွှမ်းမိုးနိုင်ရန်နီးမျိုးစုံနဲ့ကြိုးပမ်းခဲ့ပါတယ်။1946ခုနှစ်ဇန်နဝါရီလမှာကျင်းပတဲ့ဖဆပလပြည်လုံးကျွတ်ညီလာခံကြီးမှာလည်းဖဆပလဥက္ခရနေရာအတွက်ဗြိတိရှလူတော်ကြီးများကဥပဘေကိုတင်နိုင်ရန်ကြိုးစားလာတဲ့ကဲ့သို့ပဲကွန်မြူနစ်များကလည်းသခင်တန်းထွန်းနဲ့သခင်သိမ့်ပေကိုအပြိုင်တင်ရန်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လည်းအရရက်ကနေတက်ရောက်လာကြတဲ့ဖဆပလကိုယ်တလေ3000နဲ့ပရိသတ်သိန်းတို့ကဗိုလ်ချုပ်အောင်ဆန်းကိုသာဖဆပလဥက္ခရအဖြစ်တခဲနဲ့ထောက်ခံရွေးချယ်ခဲ့ကြပါတယ်။သခင်တန်းတို့ကဥက္ခရနေရာမရနိုင်တော့တဲ့အခါမှာတော့ဖဆပလထွေထွေအတွင်းရေးမှူးယာတို့ကနေနှုတ်ထွက်ပြီးတော့ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ဆိုရှယ်လစ်ပါတီကဦးကျော်ငိမ့်ကလည်းဖဆပလအထွေထွေအတွင်းရေးမှူးဖြစ်လာပြီးတော့ကိုသိန်းဖေကတွဲဘက်အတွင်းရေးမှူးဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သခင်တန်းတို့ကကွန်မြူနစ်ပါတီခေါင်းဆောင်မှုကိုချုပ်ကင်လာတဲ့အခါမှာတော့နှစ်ပါတီပူးပေါင်းရေးကိုသာပထမဦးဆုံးဆောင်ရွက်လာခဲ့ပါတယ်။ဒါပေမဲ့လည်းသခင်စိုးရဲ့အလန်နီပါတီနဲ့သခင်တန်းထွန်းတို့ရဲ့ပါတီတို့ကနိုင်ငံရေးအယူဆနဲ့သဘောထားကွဲလွဲမှုဖြစ်ခဲ့လို့ပြန်လည်ပေါင်းစည်းရေးမှာများစွာအခက်အခဲဖြစ်ခဲ့ရပါတယ်။သခင်စိုးရဲ့ဝေဖန်ရေးအစီရင်ခံစာထဲမှာအခြေခံယူရမယ့်လူဒန်းသား၄မျိုးကိုဒီအတိုင်းသတ်မှတ်ခဲ့ပါတယ်။ကာကြီးပစ္စည်းမဲ့လူဒန်းသားခါခွေးလယ်သမားလူဒန်းသားဂငယ်ပညာတတ်လူဒန်းသားဂါကြီးမြို့နေဒီမိုကရေစီအရေးလိုလားတဲ့လူထုဖြစ်တဲ့လက်မှုပညာသည်တွေအလုသမားလူထုများပြီးရင်လူလက်အောက်တန်းစားများ1946ခုနှစ်စက်တင်ဘာလ6ရက်နေ့မှာဗမာပြည်ကွန်မြူနစ်ပါတီဗဟိုကော်မတီအစည်းအဝေးကိုကျင်းပခဲ့ရာသခင်တန်းထွန်းကအစီရင်ခံစာတစ်စောင်တင်သွင်းခဲ့ပါတယ်။သခင်တန်းထွန်းရဲ့လူဒန်းသားသတ်မှတ်ရေးမှာစတာလင်နဲ့မော်စီဒုံတို့ရဲ့အဆိုမိန့်ကိုကိုးကားပြီးတော့ပညာတတ်လူဒန်းသားများကိုခြံလက်ထားခဲ့ပါတယ်။ကာကြီးပစ္စည်းမဲ့လူဒန်းသားခါခွေးတောင်သူလယ်သမားလူဒန်းသားဂငယ်မြို့နေတောနေဒီမိုကရေစီလိုလားတဲ့လူလက်တန်းစားသခင်တန်းထွန်းကပညာတတ်လူဒန်းသားဆိုတာလူဒန်းသားမဟုတ်အလွှာတစ်ခုသာဖြစ်တယ်လို့ဆိုတယ်။ကွန်မြူနစ်ပါတီရဲ့လုပ်ငန်းစဉ်များကိုလည်းဒီအတိုင်းဖော်ပြထားပါတယ်။ကာကြီးဗြိတိရှနယ်ချက်စနစ်လက်အောက်ကနေပြီးတော့ဗမာပြည်ကလုံးဝလွတ်လပ်ရေးရရန်နဲ့ခါခွေးဗမာပြည်မှာရှိတဲ့တိုင်းရင်းသားအားလုံးတို့ကမိမိတို့ရဲ့ကံကြမ္မာကိုမိမိတို့ဖန်တီးနိုင်ခွင့်ရှိပြီးတော့အားလုံးသဘောတူလွတ်လပ်တဲ့ဒီမိုကရေစီသစ်ဗမာနိုင်ငံတော်ကိုထူထောင်ကြရန်ဖြစ်ပေတယ်။သခင်တန်းတို့ရဲ့အစီရင်ခံစာမှာကွန်မြူနစ်ပါတီရဲ့ရရှိရေးကိုသာပေါ်ပြပြီးတော့အလန်နီများနဲ့စီးလုံးညီညွတ်ရေးတည်ဆောက်နိုင်ရန်ကြိုးပမ်းထားပါတယ်။ဗဟိုကော်မတီအစည်းအဝေးကျင်းပတဲ့1946ခုနှစ်စက်တင်ဘာလ6ရက်နေ့မှာဖဆပလကိုဘယင်ကန်နဲ့စေးဆက်ရန်အချက်အချို့ကိုတင်ပြထားပါသေးတယ်။ဖဆပလနဲ့ဘယင်ကန်တို့ဆွေးနွေးပွဲကျင်းပရန်အတွက်ဖဆပလကိုဘယင်ကန်ရဲ့အစိုးရထဲဝင်ရန်တိုက်တွန်းဆော်ဩထားပါတယ်။ဖဆပလကိုယ်စားလှယ်များနဲ့ဖဆပလမှာမပါဝင်တဲ့နိုင်ငံရေးသမားများကိုစုဝေးပြီးတော့လဲနိုင်ငံရေးကွန်ဖရင့်တရက်ကျင်းပရန်လဲလှုံ့ဆော်ခဲ့ပါတယ်။1946ခုနှစ်စက်တင်ဘာလ20ရက်နေ့မှာသခင်တန်းထွန်းကဗိုလ်ချုပ်အောင်ဆန်းကိုဒီတိုင်းစာရေးသားခဲ့ပါတယ်။ယနေ့ CIA လို့ခေါ်တဲ့ရှားပါးစရိတ်တိုက်ပွဲများကထက်မြက်တဲ့စီးပွားရေးလမ်းကြောင်းတိုက်ပွဲများဖြစ်လို့နိုင်ငံရေးအာဏာသိမ်းရေးတိုက်ပွဲများနဲ့မရှုပ်ထွေးစေသင့်ကြပလိတ်တပိတ်နဲ့စာရိုက်တပိတ်များကအခြေအနေကိုပြောင်းလဲပစ်လိုက်သည်ကမှန်၏အရေးအတွက်မှအရေးချင်းသို့ပြောင်းလဲခြင်းဒါပေမဲ့လည်းတိုက်ပွဲများရဲ့အခြေခံကစီးပွားရေးခေါင်းဆောင်များရဲ့တပိတ်များကြောင့်ဖြစ်ပေါ်လာတဲ့အခြေအနေကိုအသုံးပြုရမည်မှန်တော်လဲပဲတပိတ်မောက်ခေါင်းဆောင်တို့ကတပိတ်များသည်နိုင်ငံရေးတပိတ်ဖြစ်စေရန်နဲ့ကြီးကြီးကျယ်ကျယ်လက်ဝဲဆန်တဲ့နိုင်ငံရေးစကားများမပြောစေလိုပေသခင်တန်းထွန်းကဗိုလ်ချုပ်အောင်ဆန်းနဲ့ဖဆပလဦးဆောင်ဆင်နွှဲနေတဲ့အထွေထွေအမှုရန်ပေါင်းစုံတပိတ်ကြီးကိုပုတ်ခတ်ဝေဖန်လိုက်ခြင်းဖြစ်ပါတယ်ကွန်မြူနစ်ပါတီကဖဆပလမှာပါဝင်တဲ့အလျောက်တပိတ်မှာလည်းပါဝင်ခဲ့ပါတယ်ဒါပေမဲ့လည်းကွန်မြူနစ်ပါတီကစက်တင်ဘာလအရေးတော်ပုံခေါ်အထွေထွေအမှုရန်ပေါင်းစုံတပိတ်ကြီးကိုနိုင်ငံရေးတိုက်ပွဲလို့မသတ်မှတ်ဘဲနဲ့စီးပွားရေးတိုက်ပွဲအဖြစ်နှိမ့်ချပြီးတော့သတ်မှတ်လိုက်ပါတယ်။ဒါပေမဲ့လည်းတပိတ်ကြီးကတနိုင်ငံလုံးမှာစူပူတောင်းကျမှုတွေပြန့်နှံ့သွားစေရန်တွေးထိုးလှုပ်ဆော်ဆောင်ရွက်ပေးခဲ့ပါတယ်။ဖဆပလအဖွဲ့ကတော့ထွေထွေတပိတ်အရှိန်နဲ့ရွေးကောက်ပွဲအမြန်ဆုံးကျင်းပရန်ပြင်းပြင်းထန်ထန်အရေးဆိုလာပါတယ်။ဘယင်ကန်အစိုးရကလည်းဖဆပလကိုအာဏာအနှင်းရေးထက်အလိုတော်ကြီးများကိုသာပွဲထုတ်ရန်သာကြိုးစားနေပါတယ်စစ်အတွင်းတစ်လျှောက်လုံးမှာယူဂန်ဒါနိုင်ငံမှာအကျယ်ကျုံနဲ့နေခဲ့ရတဲ့ဂလုံဦးစောကိုမြန်မာပြည်ကိုပြန်ပို့ပြီးတော့နိုင်ငံရေးလောကကိုဝင်စေခဲ့ပါတယ်ဂျပန်ပြည်စူကာမိုထောင်ထဲမှာရောက်နေတဲ့ဒေါက်တာဘားမော်ကိုလည်းပြန်ခေါ်ခဲ့ပါတယ်
စင်ကာပူမှာရောက်နေတဲ့သခင်ထွန်းအုပ်ကိုလည်းပြန်ခေါ်ပြီးတော့ဘယင်ကန်ကောင်စီလာလူကြီးခန့်အပ်ခဲ့ပါတယ်အဲ့ဒီမှာသခင်တန်းတို့ကဖာစာပါလာကိုပြင်းထန်စွာဝေဖန်ပါတယ်ရဲဘော်၃ကြိမ်ဝင်သခင်ထွန်းအုပ်က BIA စစ်ချေစီရင်မှာဗိုလ်ချုပ်အောင်ဆန်းကတေတံစီရင်ခဲ့တယ်လို့ထုတ်ဖော်ပြောကြားရမှာဘယင်ကန်ကဗိုလ်ချုပ်ကိုရာဇဝတ်အကြောင်းအရဖမ်းဆီးတရားစွဲရန်စဉ်းစားလာပါတယ်အဲ့ဒီနောက်မှာတော့ဗိုလ်ချုပ်အောင်ဆန်းနဲ့ဖာစာပါလာကိုဖြိုခွင်းရန်မအောင်မြင်တဲ့အခါမှာတော့ဘယင်ကန်စာတော်စမစ်ကခွင့်နဲ့ပြန်သွားရပြီးမေဂျာဂျန်နရယ်ယန်စ်ကဘယင်ကန်ဖြစ်လာပါတယ်ဒါပေမဲ့ဘယင်ကန်အစ်စ်ကလည်းမထိန်နိုင်တော့ဘဲနဲ့စာပေါ်ထွန်းရဲ့အလိုတော်ကြီးအစိုးရလည်းပြုတ်ကျသွားခဲ့ရပါတယ်လက်နက်ကင်စုပူတောင်းကျမ်းမှုများစာပေါ်ထွန်းအစိုးရပြုတ်ကျသွားတဲ့အခါမှာတော့ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ဖာစာပါလာဂျာပြက်အစိုးရတက်လာပါတယ်ဒီလိုတက်လာရခြင်းမှာတော့ကွန်မြူနစ်ပါတီရဲ့အကြံပေးချက်များမှာလည်းပါဝင်ပါတယ်ကိုသိန်းဖေကိုယ်တိုင်ဖာစာပါလာဂျာပြက်အစိုးရမှာဝင်ကြီးတနေရာရရှိထားပါတယ်ဗိုလ်ချုပ်အောင်ဆန်းအစိုးရက1946ခုနှစ်စက်တင်ဘာလ29ရက်နေ့မှာတက်လာပြီးတဲ့နောက်စက်တင်ဘာလ29ရက်နေ့မှာစက္ကူပြူစာတမ်းကိုဖျက်သိမ်းပေးရန်တခဲနဲ့ဆန္ဒပြပွဲကြီးကိုဥဆောင်ကျင်းပခဲ့ပါတယ်ကွန်မြူနစ်များကအဲ့ဒီဆန္ဒပြပွဲကိုကိုယ်တိုင်ကိုယ်ကျပါဝင်ဆင်နွှဲခဲ့ကြပါတယ်တပြည်လုံးမှာကွန်မြူနစ်ပါတီရဲ့သွေးထိုးပေးမှုနေချဲတို့ရဲ့ဖိနှိပ်မှုတို့ကြောင့်စုပူမှုများကတော့ပြန့်နှံ့နေပါပြီကွန်မြူနစ်နဲ့ဖာစာပါလာတို့ရဲ့ပဏိပက္ခကွန်မြူနစ်နှစ်ပါတီရဲ့ပဏိပက္ခများကကွန်မြူနစ်ပါတီနဲ့ကွန်မြူနစ်နှစ်ပါတီတို့ရဲ့ပဋိပက္ခကြရက်များကတနိုင်ငံလုံးကိုပြန့်နှံ့နေပြီပဲဖြစ်ပါတယ်။ရေနံမြေမှာလည်းကွန်မြူနစ်များကစုပူတောင်းကျမ်းကြလို့ဗိုလ်မှူးကြီးနေဝင်းရဲ့တရင်လေးကလက်နက်ကင်ပဋိပက္ခတွေမဖြစ်ပေါ်လာစေရေးအတွက်တိမ်မွေ့စွာထိမ့်သိမ်းခဲ့ရပါတယ်။စိတ်ဖြူကကွန်မြူနစ်အငတ်တပ်ဖွဲ့များကလည်းတရင်လေးကပင်အကာအကွယ်ယူပေးခဲ့ရပါတယ်။စိတ်ဖြူကကွန်မြူနစ်တပ်ဖွဲ့များကိုလည်းတရင်လေးကပဲအကာအကွယ်ပေးခဲ့ရပါတယ်။ဗြိတိရှားတို့ရဲ့ကြောင်နက်တပ်ဖွဲ့ကတော့စုပူမှုများကိုခက်ကြမ်းကြမ်းပဲနှိမ်နှင်းခဲ့ပါတယ်။ပြည်မနာနယ်ရဲ့နိုင်ငံရေးအကွဲကြရကလည်းအပြင်းထန်ဆုံးပဲဖြစ်ခဲ့ပါတယ်။ကွန်မြူနစ်လက်နက်ကင်တပ်များနဲ့ပြည်သူရဲဘော်များရန်ဆောင်လာကြပါတယ်။ဗိုတာယာရဲ့လက်နက်ကင်တပ်ဖွဲ့ကလည်းကွန်မြူနစ်များဖြစ်နေပါတယ်။ဗမာပြည်ကွန်မြူနစ်ပါတီနဲ့လက်နက်ကင်များနဲ့အလန်နီတို့ကမကြာခဏတိုက်ခိုက်ခဲ့ကြပါတယ်။တခါတရံပြည်သူရဲဘော်များကလည်းတိုက်ပွဲမှာပါဝင်လာကြပါတယ်။အင်္ဂလိပ်ကြောင်နက်တပ်ဖွဲ့ကရန်ကားတဲ့အတွက်ကြောင့်လည်းတောခိုသူတွေရှိလာပါတယ်။ဗိုလ်မှူးကြီးနေဝင်းကတရင်လေးနဲ့အတူပြည်မနာကိုရောက်လာပါတယ်။ပြည်သူရဲဘော်ခေါင်းဆောင်များနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဗိုတာယာဗိုလ်တောက်ထိန်တို့နဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ပဏိပက္ခများကစိတ်ဆက်ဖြည့်ရှင်းတဲ့အခိုက်မှာသာပြည်လေတော်လဲပဲလုံးလုံးလျားလားပြည်လေမှုတော့မရခဲ့ပါဘူး။ဗိုလ်ချုပ်အောင်ဆန်းနဲ့အစိုးရအဖွဲ့မှာဖာစာပါလာဥက္ခရဗိုလ်ချုပ်အောင်ဆန်းဆိုရှယ်လစ်ပါတီဥက္ခရသခင်မြကွန်မြူနစ်ခေါင်းဆောင်ကိုသိန်းဖေဗြိတိရှအလိုတော်ကြီးအစိုးရအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ဥပပေကရင်ခေါင်းဆောင်မန်းဘခိုင်ရခိုင်ခေါင်းဆောင်ဦးအောင်ဆန်းဝေဗြိတိရှအလိုတော်ကြီးစာချေအေမောင်ကြီးနဲ့အငိမ့်စား ICS တင်ထွတ်တို့ပါဝင်ခဲ့ပါတယ်ဗြိတိရှတို့ကသခင်ဘားစိန်ကိုလည်းထည့်သွင်းခန့်အပ်ခဲ့ပါတယ်နိုဝင်ဘာလမှာဂလုံဦးစောပျော်ပွဲဦးမြနဲ့ဥပကြီးတို့ကိုလည်းထပ်မံပြီးတော့ဘယင်ကန်ကောင်စီအဖြစ်ခန့်အပ်လိုက်ပြန်ပါတယ်။ဂျားပြက်အစိုးရအဖွဲ့မှာဗိုလ်ချုပ်အောင်ဆန်းကမှန်တော်လဲပဲနေချက်လူတော်ကြီးများပါဝင်လာပါတယ်။ကွန်မြူနစ်များလည်းပါဝင်လာပါတယ်။ဘလို့ပဲဆိုစေကမူဗိုလ်ချုပ်အောင်ဆန်းရဲ့အစိုးရအဖွဲ့ကမြန်မာများသာပါဝင်ပါတယ်။ဘယင်ကန်ကကောင်စီလာဥက္ကဋ္ဌဖြစ်တော်လဲပဲဗိုလ်ချုပ်အောင်ဆန်းကဒုတိယဥက္ကဋ္ဌဖြစ်ဆောင်ရွက်ခဲ့ရပါတယ်။ဘယင်ကန်ကနေပြီးတော့ပါးနဲ့စွာနဲ့စူပူအောင်ကြွားမှုတွေကိုဖြေရှင်းရန်ဗိုလ်ချုပ်အစိုးရပေါ်ကိုသာတာဝန်လွှဲချလိုက်ပါတော့တယ်ဗိုလ်ချုပ်အစိုးရကတပိတ်များကိုလှန်နိုင်ရန်စူးစမ်းရပါတော့တယ်စူပူမှုတွေကိုဖြေရှင်းပြီးလွတ်လပ်ရေးတိုက်ပွဲကိုဥတီနိုင်ရန်လဲစူးစမ်းခဲ့ရပါတယ်စူပူမှုတွေကိုဖြေရှင်းရတဲ့ဗိုလ်ချုပ်အောင်ဆန်းအစိုးရကစူပူမှုများကိုဖန်တီးတဲ့ကွန်မြူနစ်များနဲ့ထိပ်တိုက်တွေ့လာရပါတယ်အဲ့ဒီအချိန်မှာကွန်မြူနစ်များကဗိုလ်ချုပ်အောင်ဆန်းနဲ့ဖာစာပါလာကိုအမျိုးမျိုးပုတ်ခတ်ပြီးတော့ပြောဆိုလာကြပါတယ်မြန်မာ History Channel ကိုကြည့်ရှုအားပေးနေကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။အမှန်တရားပေါ်မှာအခြေခံထားတဲ့သမိုင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ Channel ကို Like and Subscribe လုပ်ပြီးတော့နောက်ဆုံးအခြေအနေများကိုဆက်လက်နားတော်တာဆင်နိုင်ပါတယ်။ဒီတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။